အားလုံးမင်္ဂလာညချလေးပါမဆိုရဒီနေ့ညမှာပေါ့နော်လင်းလက်ကထုတ်လုပ်တဲ့စပင်းနဲ့ပတ်သက်လို့၄မျိုးတစ်ဆက်နော်ပစ္စည်းလေးနဲ့မိတ်ဆက်ပြီးချင်ပါတယ်ရှော်ဝါရှော်မဲဆိုပြီးတော့2မျိုးရှိပါတယ်ရှော်ဝါကြတော့ဘာနဲ့ထုတ်လုပ်ထားလဲဆိုတရော်ကမွန်းရဲ့ရှားဆောင်လက်ပတ်ရဲ့ဘုံလာဥနူလေးနဲ့ထုတ်လုပ်ထားပါတယ်သူ့ရှော်လိုက်မယ်ဆိုသူနဲ့ဒီရှော်ဝါလေးနဲ့ရှော်မယ်ဆိုလို့ကြည့်ပေါ့နော်ကမွန်းတရော်နှံလေးကိုမွေးပြက်နေတဲ့အနှံလေးရစီရပေါ့နော်ခေါင်းကိုကြည်လင်စီတယ်ဘောက်တီကိုလေးပေါ့နော်ပျောက်တယ်နော်ဒီရှော်မဲလေးကကြတော့မကြီးနှံလေးကိုမွေးနေပေါ့နော်ရှော်မဲလေးနဲ့ရှော်မဲဆိုမကြီးနှံလေးကိုမွေးနေရပဲပေါ့နော်သူကခေါင်းထဲမှာရှိတဲ့အပုတ်တွေကိုနော်ထွက်စီတယ်အပူတွေကိုထွက်စေတယ်ခေါင်းထဲမှာထွက်တဲ့ခေါင်းထဲမှာနော်အပူတွေများနေကွာအပူတွေထွက်တဲ့ဒီရှော်မဲလေးကပြီးတော့စပင်ကျွတ်တွေတက်တာစီတယ်နော်စပင်ကျွတ်တွေဘောက်တွေပြတ်တက်တာတော့2မျိုးလုံးတက်တာတယ်နော်ဒါပေမဲ့အနှံ့လေးကမတူဘူးဒါပေမဲ့ရှော်မဲလေးကအပူထွက်တယ်နော်ရှော်မဲလေးကတော့အပူထွက်ပါတယ်ရှင်အဲ့ဒါလေးပြီးရင်ဒါလေးတွေနဲ့မလျှော်ခင်ကျမတို့ကပေါင်းစီနဲ့သုံးမယ်ပေါင်းစီလေးကိုကျမစပင်ကိုနော်စပင်မှာလိမ့်မယ်မလျှော်ခင်မှာလိမ့်ပြီးတော့9မိနစ်နေမှဒီခေါင်းလျှော်ရည်လေးနဲ့လျှော်မယ်အဲ့လိုလျှော်မယ်နော်ဒီပေါင်းစီလေးကဘာတွေကောင်းလဲဆိုရင်ဆန်သားတွေကို6တာတွေကိုတက်တာစေတယ်နော်ဆန်သားတွေစပင်ကျွတ်တာတွေကိုပေါ့နော်ပြန်ပြီးတော့အသစ်ပြန်ပေါက်တယ်နော်အသစ်ပြန်ပေါက်တဲ့ဆန်စပင်တွေတန်ပြီးအုံတွေထူလာစေတယ်နော်အဲ့ဒီပြင်ဒီဟဲကုတ်လေးဒါလေးတွေနဲ့လျှော်ပြီးပြီဆိုလို့ကြည့်ရင်ဟဲကုတ်လေးလိမ့်ပါတယ်ဟဲကုတ်လေးကဆိုစပင်တွေကျမ်းမာတန်ဆန်းတယ်နော်စပင်လေးတွေဖြောင့်စင်းစေတယ်စပင်တွေကိုမဖွာလန်ဘောနော်မဖွာလန်မဲနော်အစင်းလိုက်လေးဒီလိုအစင်းလိုက်လေးအခုမဆိုးဆိုးကျင်တာဟဲကုတ်လေးလိမ့်ထားတာနော်မဆိုးဒါမဆိုးလိမ့်ထားတဲ့ဘူးလေးနော်ဘူးလေးကိုဒါနမူနာပြတာနော်ဒီလိုလေးဟိုဒါတွေကကြတော့သူကပါကက်ပိတ်ထားပြီးမလို့နော်ဒါမဆိုးလိမ့်သုံးနေဘူးဒါလည်းမဆိုးသုံးနေဘူးပါနော်ဒါလေးဆိုလို့ကျမဆိုးကကိုယ်တိုင်သုံးတယ်ကိုယ်တိုင်သုံးလို့ကိုယ်တိုင်ရဲ့ဒီရဲ့ကောင်းကျိုးတွေကိုသိလို့ပြောပြနိုင်တယ်နော်အာမခံတယ်တရားရခိုင်လို့အာမခံတယ်စပင်လေးဆိုအခုမဆိုးဆိုလို့ကျစပင်နေတာပြန်ထွက်လာတာနော်ဒါကြောင့်ဒီပေါင်းစီလေးကိုသုံးမယ်သုံးပြီးတော့ဒီခေါင်းလျှော်ရည်လေးတွေကိုလျှော်မယ်လျှော်ပြီးပြီဆိုရင်ဒီဟဲကုတ်လေးလိမ့်မယ်ဆိုလို့ကျရင်စပင်နေတန်မာမယ်နော်အရှိမြန်မယ်ပျော့ပြောင်းမယ်နော်ပြီးတော့ဘောက်တီကင်းစင်ပြီးစပင်ကျွတ်တက်တာမယ်နော်မာယူလိုတာကမဆိုးရဲ့ comment အောက်မှာဖုန်းနံပါတ်ရှိပါတယ်နော်ရက်ဝေးရက်နေ့မိတ်ဆွေတွေအကုန်လုံးကိုနော်အိမ်ရောက်ငွေချီနဲ့ပို့ပေးပါတယ်မဆိုးရဲ့ comment အောက်မှာဖုန်းနံပါတ်ရှိပါတယ်တဘူးကို9500ပါရှင်